။မိန်းကလေးကယောက်ျားလေးလိုဝတ်စားပြီးသူ့အကိုနေရာမှာကြောင်းတက်ခဲ့ပါတယ်။ဒါပေမဲ့အတန်းထဲဝင်ချင်းမှာပဲသူကအတန်းထဲမှာအကြောက်ဆုံးကောင်လေးကိုစိတ်နှောက်ယှက်ဖြစ်အောင်လုံးမိသွားပါတယ်။အဲ့ဒီကောင်လေးကသူ့ကိုပြဿနာရှာဖို့လုပ်ပေမဲ့ဖုံးဝင်လာတာကြောင့်ရုတ်တရက်ထွက်သွားခဲ့ရပါတယ်။ဆရာကိုတောင်ဂယုမစိုက်ပဲအတန်းထဲကနေထွက်သွားတာကိုမြင်လိုက်ရတဲ့အခါသူ့ရဲ့နောက်ကျောင်းကတာမန်မဟုတ်မှန်းသူသဘောပေါက်သွားပါတယ်။သူ့အတန်းဖော်တွေကအဲ့ဒီကောင်လေးဟာကျောင်းအုပ်ကြီးရဲ့သားဖြစ်ကြောင်းပြောပြပြီးသူ့ကိုနောက်တစ်ခါမစဘူးတတိပေးခဲ့ကြပါတယ်။မိန်းကလေးကလည်းသဘောတူလိုက်ပါတယ်။သူလုံးဝမထင်ထားမိတာကယောက်ျားလေးအသွင်နဲ့သူကအရန်ချောနေတာပါပဲ။အဲ့ဒီအချက်ကြောင့်ပဲကျောင်းသူလေးတွေရဲ့စိတ်ဝင်စားမှုကိုသူရသွားခဲ့ပါတယ်။အရန်လန့်သွားပြီးတဲ့နောက်သူကဝါကခန်းထဲမှာပုံနေရင်သူ့အကိုစီဖုန်းဆက်ပြီးကျောင်းကိုမြန်မြန်ပြန်လာဖို့တောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့သူ့အကိုကတပတ်ကြာမှပြန်လာနိုင်မယ်လို့ပြောပါတယ်။အဲ့ဒီအချိန်မှာပဲအပြင်ကမိန်းကလေးတွေကသူ့နာမည်ကိုယူမတက်အော်ခေါ်နေကြပါပြီ။သူတို့ကိုရှောင်ဖို့အတွက်သူကမိန်းကလေးအဝတ်စားပြန်လဲလိုက်ပါတယ်။ဒါပေမဲ့မိန်းကလေးတွေကကျောင်းအုပ်ကြီးရဲ့သားကြောင့်ကြောက်ပြီးထွက်ပြေးသွားတာကိုသူတွေးလိုက်ရပါတယ်။ကောင်လေးကသူ့နာမည်ကိုမေးပေမဲ့သူကပြန်မဖြေဘဲထွက်သွားလိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့ရိုင်းဆိုင်တဲ့အပြုတ်မှုကပဲကောင်လေးရဲ့စိတ်ဝင်စားမှုကိုပိုတိုးသွားစေပါတယ်။နောက်တစ်နေ့မှာတော့မိန်းကလေးကယောက်ျားလေးအတွင်ပြန်ဝတ်ပြီးအိမ်သာသွားခြင်းစိတ်ပေါက်လာပါတယ်။သူကယောက်ျားလေးအိမ်သာထဲဝင်ဖို့လုပ်ပေမဲ့အထက်ကမြင်ကွင်းကြောင့်လန့်သွားပြီးအမြန်လှည့်ကမိန်းကလေးအိမ်သာထဲကိုပြေးဝင်သွားပါတယ်။ကျောင်းသူနှစ်ယောက်ကသူ့ကိုတွေ့ပြီးစိတ်ရောဂါသေးလို့ထင်သွားကတကားကိုထုပြီးအပြင်ထွက်ဖို့အော်ပြောကြပါတယ်။သူကမိန်းကလေးအတန်နဲ့သူကတကယ်တော့မိန်းကလေးပါလို့အလင်းစလို့ရှင်းပြပေမဲ့ဘယ်သူမှမယုံကြပါဘူး။သူတို့ကိုဖယ်ရှားဖို့အတွက်မိန်းကလေးအဝတ်အစားပြန်လဲပြီးအိမ်သာထဲကနေထွက်လာဖို့ပဲတက်နိုင်ပါတော့တယ်။သူတို့ရဲ့အံ့အားသင့်နေတဲ့မျက်နှာတွေကိုမြင်လိုက်ရပေမဲ့သူကနောက်ကိုယ်တော်မလှည့်ကြည့်ပဲထွက်သွားပါတယ်။ဒါပေမဲ့အပြင်ကိုထွက်လာလိုက်တဲ့အခါမှာပဲအဲ့ဒီကောင်လေးနဲ့ပြန်တိုးမိသွားပါတယ်။သူကလက်ကိုကမ်းပေးပြီးတငယ်ချင်းဖြစ်ချင်တယ်လို့ပြောပါတယ်။မိန်းကလေးကသူ့ကိုအေးဆက်ဆက်နဲ့ညင်းပြီးထွက်သွားဖို့လုပ်ပေမဲ့ကျောင်းသူတယောက်ကသူ့ကိုတားပြီးအဲ့ဒီကောင်လေးနဲ့ဘယ်တော့မှစကားမပြောဖို့တတိပေးပါတယ်။အဲ့ဒီကျောင်းသူကကောင်လေးကိုသဘောကျနေတာကိုသိလိုက်ရတဲ့အတွက်သူ့ကိုဒေါသထွက်စေဖို့ရည်ရွယ်ချက်နဲ့ပဲမြေကြီးပေါ်ကိုသူတမင်လဲချလိုက်ပါတယ်။ကောင်လေးကသူ့လဲကျတာကိုမြင်တဲ့အခါချက်ချင်းပဲသူ့စီပြေးလာပါတယ်။သူထိခိုက်မိလားလို့မေးပြီးတဲ့နောက်ဆေးကန်းကိုခေါ်သွားမယ်လို့ပြောကသူ့ကိုချီပိုးလိုက်ပါတယ်။ကျောင်းသူကဒေါသတကြီးနဲ့သူတမင်လုပ်နေတာလို့ပြောပေမဲ့ကောင်လေးကဂယုမစိုက်ပါဘူး။ဆေးကန်းကိုရောက်တဲ့အခါကောင်လေးကသူ့လက်မောင်းကပုံးပဲ့တန်ရာကိုဆေးထည့်ပေးပါတယ်။သူဘလောက်တောင်ဂယုစိုက်တက်လဲဆိုတာကိုမြင်ပြီးမိန်းကလေးကအနှဲငယ်အံ့အားသင့်သွားပါတယ်။တီးစီးပြီးတဲ့နောက်သူထွက်သွားဖို့လုပ်ပေမဲ့ကောင်လေးကရုပ်ရှင်လက်မှတ်တစ်စောင်ကိုရုတ်တရက်ပေးလိုက်ပါတယ်။အဲ့ဒီလက်မှတ်ကရဖို့အရန်ခက်ခဲပြီးတစ်စောင်ပဲကျန်တော့တယ်လို့သူကပြောပါတယ်။ပြီးတဲ့နောက်သူထွက်သွားပါတယ်။မကြခင်မှာပဲရုပ်ရှင်ပွဲဦးထွက်နေရောက်လာခဲ့ပြီးသူ့အကိုအစာအကြောင်းတက်တာလည်းပြီးသွားပါပြီ။ဘာရုပ်ရှင်မို့လို့ဒီလောက်တောင်နာမည်ကြီးတာလဲဆိုတာကိုမိန်းကလေးကစိတ်ဝင်စားသွားပါတယ်။ဒါကြောင့်ကျောင်းဆင်းတဲ့အခါသူရုပ်ရှင်ရုံကိုသွားခဲ့ပါတယ်။ဒါပေမဲ့သူ့နေရာမှာထိုင်လိုက်တာနဲ့ကောင်လေးကသူ့ဘေးနားမှာထိုင်နေတာကိုသူသတိထားမိသွားပါတယ်။ကောင်လေးကသူ့ကိုရုပ်ရှင်အတူကြည့်ဖို့ဖိတ်တာမှန်းသူအဲ့ဒီကြားမှာပဲသဘောပေါက်လိုက်ပါတယ်။ကံကောင်းတာကကောင်လေးကယောက်ျားလေးတွေနဲ့သူ့ကိုမမှတ်မိပါဘူး။သူ့ရဲ့အထောက်ထားကိုဖုံးကွယ်ဖို့အတွက်အဲ့ဒီရုပ်ရှင်လက်မှတ်ကိုဘာလို့ရတာလဲဆိုတာကိုကောင်လေးကတန်တရားနဲ့မေးလိုက်ပါတယ်။မိန်းကလေးကသူ့ကိုတိတ်တဆိတ်သဘောကျတဲ့မိန်းကလေးတစ်ယောက်ကပေးလိုက်တာလို့အမြန်လိန်ပြောလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒါကိုကြားလိုက်တဲ့အခါကောင်လေးကမမျှော်လင့်ပဲဒေါသထွက်သွားပါတယ်